တလကိုမြန်မာငွေ300ကျော်ဒေါ်လာ3000ဝန်းကျင်ရရှိမဲ့အပြင်တနေ့လုံးချစ်စရာကောင်းတဲ့ပန်ဒါလေးတွေနဲ့ဆော့ကစားခွင့်ရမဲ့အလုပ်မျိုးကိုတင်ရောစိတ်ဝင်စားပါသလားဒါဟာအိမ်မက်မဟုတ်ပါဘူးတရုတ်နိုင်ငံမှာတကယ်ရှိတဲ့ပန်ဒါထင်းထင်းရေးဝန်ထမ်းအလုပ်ပဲဖြစ်ပါတယ်ဒီအလုပ်ရဲ့အဓိကတာဝန်ကတော့ရှင်းရှင်းလေးပါမျိုးသုံးလူနီးဝါးချစ်နေတဲ့ဒီတတဝလေးတွေအထီးနဲ့ချမ်းရလေးအောင်သူတို့နဲ့အတူတူအချိန်ဖြုံးပေးရတာစော့ကစားပေးရတာနဲ့သူတို့လေးတွေပျော်ရွှင်ချမ်းမာနေအောင်စောင့်ကြည့်ပေးရတာပဲဖြစ်ပါတယ်ဒါတွေမကသေးပါဘူးဝန်ထမ်းတွေအတွက်နေစရိနဲ့စားစရိတ်ကိုပါအခက်မဲ့အစီအစဉ်ပေးထားတာကြောင့်လူအများစုကအိမ်မက်ထွေးကအလုပ်လိုတောင်တင်စားကြပါတယ်ဒါပေမဲ့ဒီအလုပ်ကထင်တယ်လို့တော့မလွယ်ကူလာပါဘူးပန်ဒါတွေဟာအရန်ကိုစော့တတ်သလိုအစော့လေးတန်ကြတာကြောင့်တင်အလုပ်လုပ်နေတဲ့အချိန်တိုင်းတင်ခြေတော့ကိုလာဖတ်တာကြောပေါ်ခုန်တက်တာနဲ့အင်ဂျီကလေးကိုဆွဲဆုပ်တာမျိုးလေးကိုစိတ်ရှည်လက်ရှည်တီးခန့်ပေးနိုင်ရမှာပါသူတို့လေးတွေကိုကလေးလေးတွေလိုသဘောထားပြီးအစာစားနှုံးနဲ့ကိုအလေးချိန်တွေကိုအသေးစိတ်မှတ်တမ်းတင်ပေးရသလိုသူတို့ရဲ့စိတ်ခံစားချက်ကိုပါနားလည်ပေးဖို့လိုအပ်ပါတယ်။တစ်နှစ်လုံးမှာခွင့်ရက်ကတလားပဲရရှိမှာဖြစ်ပြီးကျန်တဲ့အချိန်တွေမှာတော့ဒီအဖြူအမင်းရောင်အစော့အတန်ပန်တာလေးကြားမှာပဲအချိန်ကုန်ဆုံးရမှာဖြစ်ပါတယ်။ကဲလာစကောင်းကောင်းနဲ့အချစ်ခံရမဲ့ဒီလိုစိန်ဖော်မှုရှိတဲ့အလုပ်မျိုးကိုတင်ရောလောက်ကင်ကြည့်ကြပါသလား။